မြတ်စွာဘုရားကိုမြင်းမြင်ချင်းနှုတ်ဆက်စကားပြောပြီးတော့ဒီဘုံကြီးကနေဆံထာဝရဘုံကြီးကိုရောလာတာအမတမကောင်းတယ်နော်ဒီတဲ့တာတဲ့ဘုံမရှိဘူးဒါနောက်ဆုံးဘုံပဲနဲ့ဆိုပြီးတော့ကျိုးဆိုစကားပြောတဲ့အခါမြတ်စွာဘုရားကဘာပြောလိုက်တုံးဆိုသူနော်ယဟန်တွေကိုပြန်ပြောပြတာအဲ့ဒီလိုမြမကြီးကငါ့ကိုပြောတော့ငါကဘာပြန်ပြောလိုက်တုံးဆိုတော့အဝိဇ္ဇာကတောဝတ္တဘောဘဂောပြမဘဂောပြမဘဂဗြဟ္မာကြီးဟာတော်တော်ကိုမသိတဲ့လူပဲနော်ဗြဟ္မာဘဂဗြဟ္မာကြီးဟာဒီအဝိဇ္ဇာဆိုတဲ့မသိတဲ့မောဟတွေဖုံးလွှမ်းနေတဲ့လူပဲဖုံးလွှမ်းနေတဲ့ပုဂ္ဂိုလ်ပဲအတော်ကိုမသိတာပဲတအံ့တော်ပေါ့အေးဘဂဗြဟ္မာကြီးဟာလုံးဝမသိတဲ့ပုဂ္ဂိုလ်ပဲအဝိဇ္ဇာထဲမှာဒီအမှန်မမြင်တဲ့မျက်စိမမြင်ရတဲ့အမှောင်ထဲရောက်နေတဲ့ပုဂ္ဂိုလ်ကြီးပဲလို့မြတ်စွာဘုရားကအဲ့ဒါလို့ပြောပြီးတော့ဗာပြောတော့ယတရဟိနာမအနိစ္စံယေဝသမဏံနိစ္စံတိဝက္ခတိအေးမမြဲတဲ့ဟာကြီးကိုသူကမြဲတယ်ပြောနေပြန်ပြီတဲ့မခိုင်မြဲတဲ့နေရာကြီးကိုခိုင်မြဲတယ်လို့သူကပြောတယ်ထာဝရမတည်တဲ့နေရာကြီးကိုပဲထာဝရတည်တယ်လို့ပြောနေတယ်လုံးဝမပြည့်စုံတဲ့နေရာကြီးကိုပဲသူကပြည့်စုံတဲ့နေရာကြီးအဖြစ်ပြောနေတယ်မရွေလျောတဲ့ချွေလျောနေတတ်တဲ့နေရာကြီးကိုပဲမရွေလျောတဲ့နေရာကြီးအဖြစ်ပြောတယ်အိုရမယ်နာရမယ်သိရမယ်ဘဝဘဝတစ်ခုကနေတစ်ခုပြောင်းရမယ်ဆိုတဲ့သဘောရှိတဲ့နေရာကြီးကိုပဲမဥပနာမသိထာဝရဘုံကြီးအဖြစ်သူကပြောနေတယ်တဲ့ပြီးတော့ဒီဘုံနဲ့တာလွန်နဲ့ထွက်ပေါက်တွေဓိတဲ့တာတဲ့တရားတွေရှိနေပါရဲ့တန်းနဲ့ဓိတဲ့တာတာမရှိဘူးလို့သူပြောနေတယ်အဲ့တော့အတော်ကိုမသိတဲ့အဝိဇ္ဇာဖုံးလွှမ်းနေတဲ့မမြင်တဲ့ပုဂ္ဂိုလ်ကြီးပဲလို့ပြောလိုက်တာစဉ်းစားကြည့်လေဒီပြမာကအမြဲတမ်းတကူကြီးတဲ့ပြမာသူ့ရဲ့အချမ်းရံပိဋကတွေကြားမင်းဘာမှမသိပါဘူးမင်းတော်တော်မသိတဲ့အကောင်ပဲလို့ပြောလိုက်ရင်ဘယ်လိုနေမလဲနော်အပြမာကြီးကသူ့ကိုယ်သူအကုန်လုံးသိတယ်လို့သူကပြောနေတဲ့ပုဂ္ဂိုလ်အဲ့ဒီကမြတ်စွာဘုရားအဝိဇ္ဇာကတောဘာမှမသိတဲ့လူပဲလို့ဘာမှမသိတဲ့ပုဂ္ဂိုလ်ပဲလို့ဒီလိုပြောလိုက်တဲ့စကားကြားလိုက်တဲ့အခါကျတော့သူ့အနေနဲ့ဘယ်လိုလုပ်ခံစားနိုင်မလဲစဉ်းစားကြည့်အဲ့ဒီလိုမြတ်စွာဘုရားကပြောလိုက်တဲ့အခါကျတော့ဘယ်သူကနေဝင်ရောက်လာတော့ဆိုမြတ်စွာဘုရားဘယ်သွားတယ်လဲဆိုတာကိုအမြဲတမ်းကဲခတ်ပြီးလိုက်လံနှောင့်ယှက်တတ်တယ်မနတ်ဆိုတာရောက်လာပြန်အဲ့ဒီမှာမနတ်ကြီးကရောက်လာပြီးတော့မဟာဗြဟ္မာကြီးရဲ့နောက်လိုက်နောက်ပါဗြဟ္မာတွေအတိုင်းအဝိုင်းချားထဲမှာလူလေကောင်မှအပြောခံရတယ်ဆိုတာဘလို့အောင့်တက်တဲ့ရှိလဲစဉ်းစားကြည့်ပေါ့မသိဘူးလို့ပြောခံလဲရတယ်ပေါ့ဘာမှမသိတဲ့ပုဂ္ဂိုလ်လို့ပြောခံလဲရတယ်အဲ့တော့လိုက်ပါလာတဲ့ဘုရားသွားတဲ့နောက်မှာတကောက်ကောက်ခြေရခံပြီးလိုက်နေတဲ့မနတ်ကြီးကဘုံတကူနှိမ့်တဲ့ဘာဗြဟ္မပါရိသစ္စာလို့ခေါ်တဲ့တာမန်ဗြဟ္မာတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးလိုက်တယ်အဲ့ဒီနေရာလေးမှာစဉ်းစားကြရပေါ့မနတ်ဆိုတာဝတ္တဝတိနတ်ပြည်ကနတ်ပဲအဲ့တော့ဗြဟ္မပြည်ကိုသူလာလို့ရသလားလို့မေးကောင်းမေးကြလိုက်တယ်ပြီးတော့ဗြဟ္မာရဲ့ကိုယ်ကိုသူဝင်ပူးနိုင်သလားလို့ဒီလိုလဲမေးလို့မေးတော့မေးနိုင်တယ်ပေါ့နော်စာထဲမှာတော့အဲ့ဒီတိုင်းပဲဒါနဲ့ပတ်သက်ပြီးမဟာစီဆရာတော်ကြီးဟောတာလည်းရှိတယ်နော်မဟာစီဆရာတော်ကြီးကတော့တခြားအိဗယ်နဲ့ဟောထားပုံရတယ်စာထဲမှာပါတဲ့အတိုင်းပြောရမယ်ဆိုရင်ဗြဟ္မပါရိသစ္စာဆိုတဲ့တာမန်ဗြဟ္မာရဲ့ခန္ဓာကိုဝင်ပူးနိုင်တယ်တဲ့တိတ်တကူကြီးတဲ့ဗြဟ္မာတွေရဲ့ခန္ဓာကိုယ်ထဲတော့ဝင်မပူးနိုင်ဘူးလို့ဆိုတော့စဉ်းစားကြည့်တော့ဒီအစစ်နိုင်တဲ့အကောင်ကအစစ်မြင့်တဲ့ထဲဝင်ပူးလို့ရလားလို့ဆိုရနိုင်တဲ့အနေအထားတွေရှိတယ်ပေါ့ဥပမာမဲ့လူတဲ့နေကြတဲ့သရဝါတစ်ကောင်ကလူကိုဒုက္ခပေးလို့ရတာပဲလေလူလောက်အစစ်မမြင့်တဲ့သရဝါကလူတဲ့ဝင်ပူးလို့ရတဆေးကနေလူတဲ့ဝင်ပူးတယ်ဆိုတာဒါကိုယ့်တဲ့နေကြတဲ့တဆေးဆိုတာအပယ်လေးပုံသားတွေကလူကသူတို့တဲ့အစစ်မြင့်တယ်ဒါပေမဲ့လူကိုဝင်ပူးတာတွေရှိတယ်လေ